မြန်မာရွှေဈေးတွေကသိန်း100နာရီကတ်လာခဲ့ပြီမဲ့နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေကတော့အတက်အကျမကြမ်းမဲနဲ့တည်ငြိမ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။19ရက်10လ2025အတွက်နိုင်ငံခြားငွေပြင်ပလဲလှယ်နှုန်းတွေကိုကြည့်ရအောင်။အမေရိကန်ဒေါ်လာ$မှာဆိုရင်မြန်မာငွေ3980ကျပ်၊ယူရို$မှာဆိုရင်မြန်မာငွေ4645ကျပ်၊စင်ကာပူဒေါ်လာ$ကိုမြန်မာငွေ3085ကျပ်၊ထိုင်းဘတ်တစ်ဘတ်ကိုမြန်မာငွေ122.8ကျပ်မလေးရှားရင်းဂစ်ကိုမြန်မာငွေ941ကျပ်ဂျပန်ယန်ကိုမြန်မာငွေ26.41ကျပ်ချိုင်းနာယွမ်ကိုမြန်မာငွေ959ကျပ်တရုတ်ဝမ်ကိုမြန်မာငွေ2.8ကျပ်အခုလိုမျိုးတခြားသောငွေကြေးပေါင်းများစွာကိုလည်းကျွန်တော်တို့ရဲ့ MMK Today website မှာအချိန်နဲ့တပြေးညီဈေးအတက်အကျတွေကိုဝင်ရောက်ကြည့်ရှုလို့ရနေပြီဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါရစေ။ browser မှာ mmktoday.levelbet.app လို့ရိုက်ပြီးရှာလိုက်တာနဲ့ကျွန်တော်တို့ရဲ့ website တွေကိုရောက်လာမှာဖြစ်ပါတယ်။အားလုံးပဲတာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေဗျာ။